မင်္ဂလာပါရှင်မြန်မာသမင်းဝိုင်းတွေမှာဆိုရင်လေ9 ဆိုတာကတော့တကယ်မပါမဖြစ်ပဲเนาะအင်ရှင်မတိုင်းလက်ဆွဲပဲ ဟုတ်ကဲ့အဲ့ဒါကတော့သိကြပါတယ်အဟမ်းဒါပေမဲ့ဒီနေ့ကျမတို့အတူတူဆွေးနွေးကြည့်ချင်တဲ့အကြောင်းအရာကတော့လေအဲ့ဒီအမတန်ရင်းနှီးနေကြ96တေးတဲ့ကတချို့နဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်အနှောက်အယှက်ဖြစ်စရာစိုးရိမ်စရာတွေ့ရှိချက်တခုအကြောင်းပါပဲဟုတ်ပါတယ်ပြောရရင်တော့ဒါကလူတွေသိတတိမထားမိသေးတဲ့ဒါပဲတော်တော်ရည်ကြီးတဲ့ပြဿနာတစ်ခုပေါ့လေစားတုံးတူကာကွယ်ရေးအသင်္ကန်းတွေပေါ့ဈေးကွက်တွေက96တချို့ကိုသူတို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာကျမကြီးကိုတကယ်ဆိုးရွားထိုက်ခိုက်စေနိုင်တဲ့ဓာတုပိုးသက်စေတွေတုံးထားတာကိုတွေ့ရှိခဲ့တယ်ဆိုတဲ့အချက်ပါပဲအော်ဟုတ်ကဲ့ဒီချက်လက်တွေကတော့အဓိကအဖြစ်အဲ့ဒီအသိဉာဏ်တွေ့ရှိချက်တွေသူတို့ထုတ်ပြန်ချက်တွေပါတယ်စောင်းပါတစ်ခုကနေကျွန်တော်တို့ရရှိထားတာပါဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကဒီပြဿနာကဘလောက်အခီနည်းနည်းလေဘလို့ဓာတုပစ္စည်းမျိုးလေးတုံးနေတာလေကျမရဲ့ဘက်ကကြည့်ရင်ဘလောက်အထိစိုးရင်ရလဲနောက်ပြီးတော့လေဒါကိုစားသုံးသူဒီအနေနဲ့ပေါ့ဘလို့တတိထားပြီးရရှောင်ရလို့ရနိုင်မလဲဆိုတာလေးကိုအတွင်းကြကြနားလဲတော့ဖို့ပါပဲဟုတ်ကဲ့ကဲဒါဆိုစလိုက်ကြရအောင်နော်အဓိကတွေ့ရှိချက်ကဘာများလဲရှင်အဓိကတွေ့ရှိချက်ကတော့တော်တော်ရှင်းပါတယ်စေဝထက်က96နမူနာတွေကိုတက်ခွဲကမှာစနစ်တကျစစ်ဆေးတဲ့အခါမှာပေါ့နော်ပိုထဆေအာနိသင်ရှိတဲ့ဓာတုပစ္စည်းတွေပါဝင်နေတာကိုအတိအကျအတည်ပြုနိုင်ကြတာပါပဲစားတွန်းတူကာဝေးရေးအတိဥက္ကဋ္ဌဥပအိုခိုင်ရဲ့ပြောကြားချက်အရဆိုရင်တော့အဓိကတွေ့ရတဲ့ဓာတုပစ္စည်းက chloroform လို့လူသိများတဲ့ဓာတုပစ္စည်းတစ်မျိုးပေါ့ chloroform ဟုတ်ကဲ့အများခေါ်ကတော့ယေမနာဆေးလို့သိကြပါတယ်ယေမနာဆေး96မှာသုံးတယ်ဆိုတော့အဲ့ဒါကဘာရည်ရွယ်ချက်နဲ့သုံးကြတာပါလဲယေမနာယုံတက်အတွက်နဲ့များဒီလိုအပြင်စားဓာတုပစ္စည်းသုံးတယ်ဆိုတာနည်းနည်းတော့ထူးဆန်းတယ်လို့ပဲနော်ဟုတ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့အဲ့ဒါပါပဲငါးစိမ့်တွေကိုနေလန်းပြီးငါးချောင်းလုတဲ့အခါမှာရင်ကောင်းတွေလာအောင်တာတို့ဥချတာတို့ဒါရီမဖြစ်အောင်ကာကွယ်ဖို့တုံးတာပါအစိုးဆုံးကဘာလဲဆိုတော့ငါးကိုမလန်းခင်အချောင်းမဖြစ်ခင်ကလေးကပေါ့လေအဲ့ဒီ chloroform ပါတဲ့စီးရည်ထဲမှာစိမ့်လိုက်တဲ့အလေးထားမျိုးရှိနေတာပါပဲဥပခိုင်တဲ့ထောက်ပြချက်အရာဆိုရင်တော့ဒီလိုလုံးရမျိုးကိုအထူးသဖြင့် ARD မြို့အကျုံးပေါ်ဒေသတွေရခိုင်ကမ်းရိုးတန်းတနင်္သာရီကမ်းရိုးတန်းလိုမျိုးငါးပုစွန်အထီးကထရှိပြီးတော့96လုပ်ငန်းအများပြလောက်ကင်ကြတဲ့ဒေသတွေမှာတွေ့အပ်တတ်တယ်လို့ဆိုပါတယ်ဒါကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားပြီဒီအလေးထားကအခုမှပေါ်လာတာလားဒါမှမဟုတ်အရင်ကတည်းကရှိနေခဲ့တာလားရှင်အဲ့ဒါကတကယ်ကိုအံ့အားသစရာကောင်းတဲ့အချက်ပဲဗျာဒီအလေးထားဟာအခုမှစပေါ်လာတာမဟုတ်ဘူးဆိုတာပါပဲဥပအိုခိုင်ရဲ့အဆိုအရဆိုရင်ဒီလိုဒရုစိမ့်တုံးတဲ့အလေးထားဟာလွန်ခဲ့တဲ့10နှစ်ကျော်ကာလလောက်ကတည်းကရှိနေကြတာဖြစ်ပါတယ်တဲ့ဟာ10နှစ်ကျော်တော့ဟုတ်ကဲ့ဆိုလိုတာကစားသုံးသူတွေဟာကြက်မိုင်ကိုထိခိုက်နိုင်တဲ့ပစ္စည်းတွေပါတဲ့96တဲ့ကိုမတိပဲနဲ့အချင်းတူရိုဂျာစားသုံးမိနေကြကြတာဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲခုနောက်ပိုင်းကျမှစားသုံးမှုတွေဖီကတိုင်ချမှုတွေတန်တရားဖြစ်မှုတွေရှိလာတော့မှအသင်းကနေပြီးတော့ဇေခွက်ထက်ကနမူနာတွေယူစနစ်တကျစစ်ဆေးတဲ့အခါမှာဒီပြဿနာကပေါ်ထင်ဖြစ်လာတာပါ10နှစ်ကျော်ဆိုတာတော်တော်ကိုကြာတဲ့ကာလကြီးပဲเนาะဒါဆိုရင်အတော်လေးကိုကြဲပြန့်ဖြစ်နေနိုင်တဲ့တဘောပေါ့ဒီလောက်ကြာအောင်ထုံးနေခဲ့တယ်ဆိုရင်ဒီလိုစေးစိန်ထားတဲ့96တီ73မီတာရဲ့နောက်ဆက်တွဲကြားမကြီးစိုးကြိုးတွေကရောဘလောက်ထိပြင်းထန်နိုင်မလဲရှင့်ဥပအိုခိုင်ရှင်းပြထားတဲ့ကြားမကြီးစိုးကြိုးတွေကတော့တကယ်ကိုစိုးရင်စရာကောင်းပါတယ်ဒီလို chloroform လို့ဓာတုဆေးဆွဲချက်နေတဲ့96တွေကိုရေရှည်စားသုံးမိသွားရင်ပိုလေကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေတယ်လို့ဆိုပါတယ်ကင်ဆာရောဂါဟုတ်ပါတယ်ဒါအပြင်လူခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်တဲ့အာယုံကြောစနစ်ကိုဓာတ်ရည်ထိခိုက်ပျက်စီးစေနိုင်တယ်အချို့ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်ကိုယ်တချမ်းလေဖက်တာမျိုးအထိဖြစ်စေနိုင်တယ်လို့သူရှင်းပြထားပါတယ်အမလီကြောက်စရာကြီးဒါကြောင့်ဒီကိစ္စကစားသုံးသူတွေရဲ့ကျန်းမာရေးအတွက်လုံးဝ short တက်လို့မရတဲ့အန်တီတစ်ခုပါတကယ်အရေးကြီးပါတယ်ဟုတ်ကဲ့ကြားရတာသုံးလို့ဆရာပဲဒါဆိုရင်လေစားသုံးသူတယောက်အနေနဲ့ဆေးတဲ့သွားဝယ်တဲ့အခါမှာဘယ်96ကဆေးသုံးထားလဲဘယ်ဟာကမသုံးထားဘူးလဲဆိုတာကိုဘယ်လိုမျိုးသတိထားပြီးခွဲခြားနိုင်မလဲအမြင်နဲ့ကြည့်ုံနဲ့သိနိုင်မှုလွယ်ပါမလားရှင့်ငါးကြောက်ကိုအမြင်ပိုင်းအရာတိကြကြခွဲခြားဖို့ကအင်မတန်ခက်ခဲပါတယ်တဲ့အယောင်အစင်းတို့အသားအနေထားတို့အရာတိထားကွာခြားမှုမရှိတတ်ဘူးလို့ဆိုပါတယ်ဒါဆိုဘယ်လိုလုပ်မလဲဒါပေမဲ့သူကအလွန်အရေးကြီးတဲ့လက်တွေ့ကြတဲ့သတိပေးချက်တစ်ခုပေးထားပါတယ်အဲ့ဒါကတော့လေငါးကြောက်ရောင်းတဲ့ဆိုင်မှာပဲဖြစ်ဖြစ်ဝယ်လာတဲ့ငါးကြောက်ကိုအိမ်မှာပဲဖြစ်ဖြစ်သတိထားကြည့်ဖို့ပါဟုတ်ကဲ့
ရင်ကောင်းတွေလုံးဝလာမနာဘူးအနာတော်မကက်ဘူးရင်လုံးဝမအုံဘူးဆိုရင်တော့အဲ့ဒီငါးကြောက်ဟာရင်မနာစေသုံးထားဖို့အလွန်ဖြစ်နိုင်ခြင်းများတယ်တေချာတော့ရှိတယ်ဒါကြောင့်အဲ့ဒီလိုငါးကြောက်မျိုးကိုရှောင်ကြဖို့ပါပဲဒါကတကယ်လက်တွေ့ကြတဲ့အချက်တစ်ခုပါ ဒါတော့တကယ်လက်တွေ့ကားတဲ့သတိပြစရာအချက်ပဲနော်ကဲဒါဆိုရင်ကျမတို့ဒီနေ့ဆွေးနွေးခဲ့ကြတာတွေကိုအနှစ်ချုပ်ပြန်ကြည့်လိုက်ရအောင်အဓိကတော့မြန်မာပြည်ဈေးခွက်ထဲကငါးချောက်တချို့မှာရင်မနာစေးလို့ခေါ်တဲ့ chloroform ဓာတုပစ္စည်းသုံးစွဲမှုရှိနေလေဆိုတာပေါ့ ဟုတ်ပါတယ် ဒီလိုငါးချောက်တွေစားတော့မြင်ကင်ဆာအာယုံကြောထိခိုက်မှုလေဖြတ်ခြင်းလိုမျိုးပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကြုံတွေ့ရနိုင်တယ်ပိုဆိုးတာကဒီအလေးအချက်ဟာအ ਨੇ ဆုံးဆယ်စုနှစ်တခုကျော်လောက်ကြာမြင့်နေပြီဆိုတဲ့အချက်ရဲ့နောက်ပြီးတော့ရင်လုံးဝမနာတဲ့ငါးချောက်တွေကိုသတိထားပြီးရှောင်ရှားဖို့လိုအပ်တယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်နော် ဟုတ်ကဲ့ဒီအချက်လက်ဒီအလုံးကိုခြုံငုံပြီးတော့လေကျွန်တော်တို့စဉ်းစားစရာခြံထားခဲ့ခြင်းတဲ့အချက်လေးတစ်ခုရှိပါတယ်အဲ့ဒါကပါလဲဆိုတော့လူကြမာရေးကိုဒီလောက်ထိခိုက်စေနိုင်တဲ့အလေးအထမျိုးကဒီလောက်အချိန်ကြာမြင့်စွာဆက်စုနှစ်တစ်ခုကျော်လောက်တရှိနေခဲ့ပြီးမှစားသုံးသူကိုယ်တိုင်တတိထားမိပြီးတိုင်ကြားမှုတွေလုပ်လာတဲ့အခါကြာမှဒါလူများတတိပြုမိလာပြီးခေါ်ထုတ်လာနိုင်တယ်ဆိုတဲ့အချက်ဟာပေါ့လေ ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့စားတော့ကုန်ဘေးကင်းလုံခြုံရေးကိုစောင့်ကြည့်ထိန်းကျောင်းတဲ့စနစ်တွေမှာဖြစ်ဖြစ်ဒါမှမဟုတ်စားသုံးသူတွေကိုကျန်းမာရေးဘဝတုဒ္ဒနဲ့အန္တရာယ်ဆိုင်ရာအသိပညာပေးတဲ့ကဏ္ဍတွေမှာဖြစ်ဖြစ်ဘလို့အားနည်းချက်တွေလိထာမှုတွေရှိနေနိုင်တယ်လဲဆိုတာကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလားဆိုတဲ့မိကွန်းထုတ်ဆရာအချက်တစ်ခုပါပဲခင်ဗျာ